အခုချိန်မှာဆိုခါတိုင်းနာထိုင်သွားချင်နိုင်နေမသွားနိုင်နေအမေသွားကကြွေးစားမြနေတော့သမီးလိုက်ပြန်လာတော့တကြော်ကြော်တဲ့တမျိုးမဆလို့အမေကငူမီကြောင်မြည်ရင်မခမ်းနိုင်ရအမေသမီးကိုလိုမေးနေတိုင်းမှာမာဆိုခါကနာထိုင်သွားချင်နိုင်လေမသွားနိုင်လေအမေသွားကြွေးစားမြနေတော့သမီးလိုက်ပြန်လာတော့တကြော်ကြော်တဲ့တမျိုးမဆလို့အမေကငုံမြည်ကြောင်မြည်ရင်မခမ်းနေတော့အမေသမီးကိုလိုမေးနေတိုင်းမှာကြွေးမြည်လေးတုပ်ပြီးချင်တဲ့အမေအမေရောလေးစီသမီးပြန်နေမယ်ကြွေးမြည်လေးတုပ်ပြီးချင်တဲ့အမေရောဖျားပွဲသမီးပြန်နေမယ်အကုန်လေးပါတယ်အမကြီးလေးသူတို့လာမယ်မောင်လေးနဲ့ညီမလေးကလေးအမေစီကိုလာမေးဆိုတော့ဝမ်းသာလို့တာလူလာစားလေးတာလို့သမီးလို့မျိုးရရဲ့တွေ့ကြောင်ကြောင်မြည်ရင်မခံနိုင်ရတော့အမေသမီးကိုလိုမေးနေတိုင်းမှာဟုတ်ကဲ့ပါကြည့်ခဲ့ပေးတာတော့ဒီတောင်ဆရာနိုင်လေးအောင်လည်းသူကိုကြီးရင်းအောင်လို့ဖြစ်ပါလိမ့်ရှင်အကုန်လေးပါတယ်အမကြီးလေးသူလူလာမေ